ကဲဒီတစ်ခါတော့ဘောမာရီဘက်ကနည်းနည်းလေးသိခံပြီးတော့နားထောင်ကွာမင်းတို့ဘောမာရီဘက်ကနေပြီးတော့ငါတို့ကဘောမာနေတဲ့အကောင်တွေမဟုတ်တဲ့အတွက်ကြောင့်ပါမှာမဟုတ်ဘောမာရီဘက်မှာလည်းစောက်သုံးပြကြတဲ့ကိစ္စတွေတွေ့လို့ရှိရင်တော့ငါတို့ကပြောမှာနော်အခုဖြစ်နေတဲ့အချက်ကနှစ်ချက်ရှိတယ်ပထမချက်ကငါတို့ဒီမိထီလာမှာရှိတဲ့ပြည်သူစစ်လုံခြုံရေးဝန်ထမ်းလုံခြုံရေးပေါ်တော့လုံနေတဲ့ပြည်သူစစ်တွေကိုဆောင်းရင်းနဲ့စုပ်ပြီးတော့ငါကအထက်ရရှိပါဆိုဖြဲသွားတဲ့ဘုံမှုတယောက်မင်းတို့မြင်တဲ့အတိုင်းပဲစုပ်ဖြဲတာဘောပေါက်ဒါမျိုးကလုံးတင်သလားနော်မင်းတို့ဒီလိုမျိုးပေါ့နော်ကိုနဲ့တူ cooperation လုပ်ပြီးတော့ပေါင်းစည်းပြီးတော့လုံးတဲ့လူတွေပေါ်မှာတော့မင်းတို့လောက်စုပ်ဖြဲနေလို့ချင်းပြည်သူလူထုပေါ်မှာဘယ်လိုဆက်ဆံမလဲဆိုတော့မင်းတို့စဉ်းစားလို့ရတယ်ငါတို့တက်မလို့ကြီးอ่ะကွာငါတို့တက်မလို့ကြီးอ่ะဘယ်လိုခေါ်မလဲကောင်းတဲ့လူတွေနဲ့ပုတ်တဲ့ကောင်တွေနဲ့ဖွဲ့စည်းထားတာပုတ်တဲ့ကောင်တွေများလာမယ်ဆိုလို့ရှိရင်ငါတို့တက်မလို့ကြီးကလည်းပြက်တဲ့ဘက်ကိုရောက်သွားမှာအဲ့တော့ပုတ်တဲ့ကောင်တွေများမလာခင်ငါတို့ကတော့ဖော်ထုတ်ရမှာတော့အမှန်ပဲဝိုင်းပြီးတော့အာသီးချောင်းရမယ်ပြောရမယ်အဲ့ဒီအတွက်ကြောင့်မလို့ငါဒီ post ကိုတင်လိုက်တာနော်အဲ့ကောင်အဲ့ဘုံမှုဆိုရဲကောင်နော်ခါကြမှာပစ္စတိုတကားကားနဲ့နော်လက်နဲ့ရှိတိုင်းပြည်သူလူထုအဲ့လိုလုပ်လို့မရအောင်ပြည်သူစစ်ပို့ဆိုးတယ်မင်းတို့ ਨੇ ပေါင်းစည်းပြီးလုပ်နေတာဟုတ်ပြီလားနော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကိုအဓိကပြောနေတာနောက်တစ်ချက်ကဘာလဲဆိုတော့ငါတို့တန်တောင်ကြီးဆိုတာတောင်ကုန်းနဲ့တိတ်ဝေးသွားတာမဟုတ်ဘူးကွာနော်ဒီရတယ်ရောမျိုးတဲလောက်ပဲထောက်ချမ်းလောက်မောင်းလိုက်လို့ရှိလို့ရှိရင်တန်တောင်ကြီးရောက်တယ်ဟုတ်ပြီလားအဲ့တော့တန်တောင်ကြီးဆိုခီးကနီးနီးလေးအဲ့တန်တောင်ကြီးနဲ့ဒီတောင်ကူနဲ့ဒီမြို့ကြီးပေါ့နော်စစ်ဌာနချုပ်ကြီးထိုင်တဲ့တောင်ကြီးရဲ့ဂျားထဲမှာလောက်တောင်းချမ်းနေတဲ့ဒီကောင်တွေ KNU နဲ့ PDF တွေကိုမင်းတို့ကောင်တွေဘာထိုင်ကြည့်အလှထိုင်ကြည့်ဟမ်တန်တော်ကြီးဘက်မှာကုန်စည်နှုန်းတွေအခုထိုးတက်သွားပြီဒီအကွက်ကိုမင်းတို့လိုချင်လာလားပဲသဘုံနဲ့ပေါင်းစားဖို့စစ်တပ်နဲ့သဘုံနဲ့ပေါင်းစားတဲ့အကွက်တွေကလာပြီဟုတ်ပြီလားနော်ကုန်စည်နှုန်းဟိုမှာတက်လို့ရှိရင်ဒီဘက်ကနေတင်ခွင့်မင်းတော့ပို့မယ်ဆိုလို့ရှိရင်မင်းတို့ကဒီဘက်စစ်တပ်ကဘလောက်ဟိုဘက်ကသဘုံကဘလောက်ဆိုပြီးတော့ဟာမျိုးတွေကလာတော့လာနေပြီမှိန်ပြီးတော့သဘုံမွေးပြီးစားတဲ့စစ်တပ်ကြီးဖြစ်နေပြီလားဟမ်မရှင်းလင်းသေးဘူးလားရှင်နာဝတော်ကောင်းတယ်ကွာမတန်တော်ကြီးမှာလည်းစစ်တပ်တွေရှိတယ်နော်အဲ့နောက်ဝင်းကြီးမှာစစ်တပ်တွေပဲအဲ့တန်တော်ကြီးနဲ့နော်ဒီဘွားနဲ့ဒီတောင်ကူနဲ့သွားတဲ့ဒီဂျားမိုင်လေးဘလောင်းမှမရှိတဲ့အကွာအဝေးလေးမှာဟိုကောင်လေးတောင်းနေရတယ်မတိုက်ရဲတာလားဆိုတော့မဟုတ်ဘူးကွာမတိုက်ရဲတာမဟုတ်မင်းတို့ကောင်လေးအဲ့ဂျားတဲ့သဘုံဝေးပြီးမင်းတို့ကောင်လေးလှုပ်ရှားဖို့စဉ်းစားတယ်ဟိုစစ်မှုတဲ့ဥပဒေတုန်းကလည်းစစ်မှုတဲ့ဥပဒေမှာအခုတက်တီလှုပ်ရှားနေတဲ့ကောင်တွေကအခုတည်းရှိနေသေးတယ်နော်ရှိနေသေးတယ်အဲ့မှာအဲ့ဟိုမိထီလာပြည်သူစစ်ကအဲ့စစ်မှုတဲ့ကိစ္စអော်လိုက်လို့ဖမ်းခံရတာဆန်းကအဆင်မပြေဘူးနော်အဲ့ဒါပြောနေတက်လာ